ကျမကဗတားရီရှာရွှေဖြစ်ပါတယ်ဒီနေ့မှာတော့ဗတားရီရှာရဲ့ popular အဖြစ်ဆုံး feature ဖြစ်တဲ့ AI agent အကြောင်းကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဗတားရီရှာရဲ့ AI agent အားဆိုရင် HR လုပ်ငန်းစဉ်တွေဖြစ်တဲ့ဝန်ထမ်းသစ်ထည့်တာဝန်ထမ်းထုတ်တာ report ထုတ်တာ duty roster ဆွဲတာ KPI ကြည့်ပြီးတော့ commission တွက်တာဝန်ထမ်းတွေစီစာပို့တာ lead approve လုပ်တာ override approve လုပ်တာ payroll run တာ candidate evaluation form တွေအစားလုပ်လို့ရပါတယ်ရှင်အဲ့ဒါတွေကိုရွှေလက်တွေ့ဆန်းပြပါမယ်ရှင်ဝန်ထမ်းသစ်ထည့်မယ်ဆိုလဲအရင်လို system ထဲမှာထည့်ကြမလို့ပဲနဲ့ AI agent ကိုထည့်ကျင်တဲ့အချက်လက်ပေးလိုက်တာနဲ့ AI agent က system မှာ auto ထည့်ပေးမှာဖြစ်ပါတယ်။ဥပမာဝန်ထမ်း9ယောက်ကိုရွှေ system ထဲကိုထည့်ကျင်တယ်။ AI agent ကိုဝန်ထမ်း9ယောက်ရဲ့အချက်လက်ကိုဒါထည့်ပေးပါပြောလိုက်တာနဲ့ AI agent က auto ထည့်ပေးမှာဖြစ်ပါတယ်။နောက်ပြီးဒီလမှာဝန်ထမ်း10ယောက် resign လုပ်ဖို့ရှိပါတယ်။အခု AI မှာဝန်ထမ်း10ယောက်နာမည်နဲ့ last date ကိုပေးလိုက်တာနဲ့ system မှာ auto resign ဖြစ်သွားပါတယ်ရှင်။ဝန်ထမ်း10ယောက်ရဲ့ duty roster ကိုလည်း format မကြတကြနဲ့ရွှေရ AI ကိုလုပ်ခိုင်းလိုက်တယ်ခဏနေတော့လေ AI ကဒီ system မှာ auto ဆွဲပေးသွားမှာဖြစ်ပါတယ်လုပ်ငန်းကြီးတွေမှာ duty roster ကိုဇယားတွေနဲ့ဆွဲကြမလို့ပဲနဲ့ AI ကိုဆွဲချင်တဲ့ရက်အတိအကျပေးလိုက်ပြီးဆိုတာနဲ့ AI က auto ဆွဲပေးမှာဖြစ်ပါတယ်ရွှေ monthly report တစ်ခုလောက်စမ်းပြီးတော့ထုတ်ပြပါမယ်အခုဆိုရင် monthly report မှာပါမယ့်အချက်လက်တွေကို AI ကိုပေးလိုက်ပါပြီအခုဆိုရင် AI က data စဆွဲပြီး report စာရင်းနေပါပြီပြီးသွားတဲ့အခါမှာလည်း download button လေးနှိပ်လိုက်တာနဲ့ PDF file လေးတစ်ခါလေးရလာမှာဖြစ်ပါတယ်ဒါတွေကနည်းနည်းလွယ်ပါတယ်ပိုပြီးရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေကိုရွှေလုပ်ပြပါမယ်3ရက်အထက်ရုံနောက်ကြတဲ့သူအားလုံးကို annual leave balance တွေကတရက်နှုတ်မယ်ပြီးရင် warning letter တစ်ခါလေးပို့မယ်အဲ့ဒါကို AI ကိုအဆင့်30နဲ့တစ်ခါလေးခိုင်းလိုက်မယ်ခိုင်းလိုက်ပြီဆိုတာနဲ့ AI ကအရင်ဘက်ကနောက်ကြတဲ့သူတွေကိုအခုသွားစစ်နေပါပြီနောက်ကြတဲ့သူစီရင်ထွက်လာတဲ့အချိန်မှာ annual leave ကတစ်ခါလေးနှုတ်လိုက်ပါပြီအဲ့ဒီလူတွေကိုတစ်ခါလေး warning letter လေးပို့ပြီးသားဖြစ်သွားပါပြီAI ကိုအမြဲတမ်းလာပြောနေရမှာလားဆိုတဲ့သူတွေအတွက်သတင်းကောင်းရှိပါတယ်။ AI ကိုနေ့စဉ်အပတ်စဉ်လစဉ် auto ခိုင်းထားလို့ရတဲ့ background agent ရှိပါတယ်။ background agent မှာဆိုရင်စောစောလိုမျိုးနောက်ကျသူများစစ်မယ် leave နှုတ်မယ်အဲ့လုပ်ငန်းစဉ်ကို AI agent ကိုအင်္ဂါနေ့မနက်10:00နာရီတိုင်းလုပ်ပေးပါလို့ခိုင်းထားရင် AI ကအင်္ဂါနေ့မနက်10:00နာရီတိုင်းမပြတ်မကွက်အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ရှိသမျှ manual လုပ်နေတဲ့ HR လုပ်ငန်းစဉ်တွေအားလုံးကို background agent တွေကိုအများကြီးခိုင်းထားလို့ရတယ်။ဥပမာ26ရက်နေ့တိုင်း commission တွက်ခိုင်းတာ attendance leave OD ဆက်ခိုင်းတာ28ရက်နေ့တိုင်း payroll run ပြီးကနဦးအချင်းချုပ်လုပ်ခိုင်းတာလကုန်ရင်အခုလ payroll နဲ့အရင်လ payroll ကိုနှိုင်းယှဉ်ပြီး management ကို auto report ပို့ခိုင်းတာအဲ့ဒါတွေအားလုံးကို AI agent ကို auto လုပ်ခိုင်းထားလို့ရပါတယ်အခု AI agent ရဲ့ cost ကိုပြပါမယ်လူရောက်90လောက်ရှိတဲ့ company ဆိုရင်တစ်ခေါက်ခိုင်းရင် wallet ပေါ်မူတည်ပြီးတော့မြန်မာငွေကျပ်400ကနေ1500အထိကျမှာဖြစ်ပါတယ်တစ်ခေါက်ခိုင်းရင်အလုပ်တွေအများကြီးတစ်ခါတည်းပေါင်းခိုင်းထားလို့ရပါတယ်လူ90စာကုမ္ပဏီအတွက်ဆိုရင်မြန်မာကျပ်ငွေ1လ4000နဲ့အရေးကြီးလုပ်ငန်းစဉ်တွေဖြစ်တဲ့ reminder ပို့တာဝန်ထမ်းအထုပ်အသွင်းလုပ်တာ payroll run တာလာချုပ်စီရင်ပို့တာအစီရင်ခံစာပို့တာ commission ပို့တာတွေကိုအကုန်ကမှာဖြစ်ပါတယ်အခုလက်ရှိမှာဗတားရီရှာရဲ့ customer တွေအားလုံးကို1လ$50ပေးထားပါတယ်ဗတားရီရှာကိုသုံးချင်တဲ့ customer သစ်တွေက post မှာပါတဲ့14ရက် free trial link ကိုဖြည့်ပေးပါဗတားရီရှာဆေးချင်းကပြန်ဆက်သွယ်ပေးပါမယ်လက်ရှိအသုံးပြုနေတဲ့ customer တွေက AI agent feature ကိုနှိပ်ပြီးတခါတည်းအသုံးပြုလို့ရပါတယ်မသိတာရှိရင် customer service ကိုမေးမြန်းနိုင်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေ